Officers on the survey brig off the coast of Long Island can only assume that the charge is murder. We do hereby claim salvage on the high seas of the Spanish. မင်္ဂလာပါပြည်သက်ကြီးတို့ရေဒီနေ့ကျွန်တော်တို့ဟာကမ္ဘာသမိုင်းမှာအမဲဆက်တစ်ခုဖြစ်ထင်ကြံရစ်ခဲ့တဲ့ကိုလိုနီခေတ်မှာအာဖရိကတိုက်ကြီးကိုဥရောပအင်အားကြီးနိုင်ငံတွေကဘယ်လိုမျိုးရရဆက်ဆက်သိမ်းပိုက်ခဲ့ကြလဲဘယ်လိုမတရားမှုတွေနဲ့လှည့်ပြောင်းမှုတွေတုံးခဲ့ကြလဲဆိုတာကိုကျွန်တော်တို့အတူတူဖော်ထုတ်သွားကြပါမယ်ဒါဟာတာမန်သမိုင်းစာအုပ်တွေမှာဖတ်ရလိမ့်မရှိတဲ့လူသိနေတဲ့အမှန်တရားတွေပါကျွန်တော်တို့ဟာအာဖရိကရဲ့ခြေခွဲစရာအဖြစ်ပြက်ကိုမျက်ကွယ်မပြုဘဲအမောင်ဖုံးနေတဲ့သမိုင်းရဲ့အမှန်တရားကိုအလင်းထဲဆွဲထုတ်ပြီးပုံပွင့်လင်းလင်းဆွေးနွေးသွားကြပါမယ်19ရာစုနောက်ပိုင်းမှာဥရောပတိုက်ကြီးဟာစက်မှုတော်လှန်ရေးရဲ့အရှိန်အဟုန်နဲ့တိုးတက်နေချိန်မှာစက်ရုံတွေလည်းပတ်ဖို့ကုန်ကျန်းတွေအမြောက်များလိုအပ်လာတယ်။အာဖရိကတိုက်ကြီးဟာတဘာဝတယံဇာတာတွေကျွဲဝါတဲ့နေရာဆိုတာဥရောပသားတွေတည်သွားကြတယ်။ရွှေ၊စိန်၊ကြေးနီ၊တစ်၊ရာဘာစားတဲ့တန်ဖိုးရှိတဲ့တယံဇာတာတွေအများကြီးရှိတယ်။ဒါအပြင်အာဖရိကဟာလူသူရောက်ပေါက်နေပြီးအင်အားနဲ့တဲ့ဒေသတစ်ခုလို့သူတို့တင်ပြယူဆခဲ့ကြတယ်။ဒီချက်တွေကြောင့်ပဲဥရောပနိုင်ငံတွေဟာအာဖရိကကိုမျက်စိကျလာပြီးလူရက်လိုစိတ်တွေတဖွာဖွာပေါ်လာကြတာပါပဲ။1884-1885 ခုနှစ်မှာဂျာမနီနိုင်ငံဘာလင်မြို့မှာဘာလင်ညီလာခံဆိုတာကျင်းပခဲ့တယ်။တကယ်တော့ဒါဟာအာဖရိကတိုက်ကြီးကိုခွဲဝေယူဖို့အတွက်ဥရောပအင်အားကြီးနိုင်ငံတွေစုဝေးကြတဲ့လူ့ဝဲစည်းဝေးတစ်ခုပါပဲ။အာဖရိကခေါင်းဆောင်တွေကိုဖိတ်ခေါ်ခြင်းမရှိပဲအာဖရိကရဲ့အနာဂတ်ကိုအာဖရိကသားတွေပါဝင်မဲ့ဆုံးဖြတ်ခဲ့ကြတာဟာဘယ်လောက်ရက်စက်ရကြလဲဆိုတာစဉ်းစားကြည့်ပါ။ဘာလင်ညီလာခံမှာဥရောပနိုင်ငံတွေဟာအာဖရိကမြေပုံကိုဇပွဲပေါ်မှာဖြန့်ခင်းပြီးကိတ်မုတ်ခွဲဝေသလိုပိုင်းပိုင်းခွဲယူခဲ့ကြတယ်။နယ်နိမိတ်တွေကိုတဘာဝလျောက်တည်ရှိနေတဲ့တောင်တန်းတွေမြစ်တွေလူမျိုးစုနေမြေတွေကိုလုံးဝထည့်မတွက်ပဲစိတ်တင်တိုင်းမြင်းနေဆွဲပြီးနယ်နိမိတ်တွေသတ်မှတ်ခဲ့ကြတယ်။ဒီလိုရဟာအာဖရိကလူမျိုးတွေကြားမှာတွေ့ကွဲမှုတွေပြည်ပခါတွေဖြစ်ပေါ်ဖို့မျိုးသိချပေးလိုက်တာပါပဲ။ဒီချိန်မှာပဲ Scramble for Africa အာဖရိကလူရပွဲကြီးဆိုတဲ့စကားလုံးပေါ်ပေါက်လာခဲ့တယ်။ဥရောပနိုင်ငံတွေဟာအာဖရိကမြေကိုဘယ်သူကအရင်ဦးဆုံးသိမ်းပိုက်နိုင်မလဲဆိုပြီးအပြိုင်ဆိုင်လူရကြပါတော့တယ်။အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊ဘယ်လ်ဂျီယံပေါ်တူဂီစပိန်အီတလီစတဲ့နိုင်ငံတွေကအာဖရိကကိုသူတို့ရဲ့ကိုလိုနီနယ်မြေဖြစ်သတ်မှတ်ဖို့အင်အားချင်းပြိုင်ဆိုင်ခဲ့ကြတယ်။ကိုလိုနီနယ်ချက်သမားတွေဟာသူတို့ရဲ့ကျူးကျော်သိမ်းပိုက်မှုကိုတရားမျှတအောင်လုပ်ဖို့အတွက်လှပတဲ့စကားလုံးတွေကိုအသုံးပြုခဲ့ကြတယ်။သူတို့ကယဉ်ကျေးမှုအသွင်ပြောင်းပေးခြင်းဆိုတဲ့အတွေးခေါ်ကိုတည်ထွင်ခဲ့ကြတယ်။အာဖရိကသားတွေဟာယဉ်ကျေးမှုမရှိဘူး။နောက်ကျကျန်နေတယ်။ဥရောပသားတွေရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးကိုလက်ခံမှတိုးတက်နိုင်မယ်လို့ဝါဒဖြန့်ခဲ့ကြတယ်။တကယ်တော့ဒါဟာအာဖရိကရဲ့သယံဇာတတွေကိုလူယူဖို့လူတွေကိုကျုံပြုဖို့ဖုံးကွယ်ထားတဲ့လက်ကွက်တစ်ခုပါပဲ။ဥရောပသားတွေဟာခရစ်ယာန်သာသနာပြုတွေကိုအာဖရိကကိုဆေးလွတ်ခဲ့တယ်။သာသနာပြုတွေဟာကျောင်းတွေဆေးရုံတွေကိုတည်ထောင်ပေးခဲ့တာမှန်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အဓိကရည်ရွယ်ချက်ကအာဖရိကသားတွေခရစ်ယာန်ဘာသာတဲ့သွတ်သွင်းဖို့နဲ့ဥရောပယဉ်ကျေးမှုကိုလိုက်နာစေဖို့ပါပဲ။အာဖရိကရိုးရာယဉ်ကျေးမှုဘာသာရေးအနေတိုင်းတွေကိုပြည့်စည်အောင်လုပ်ဆောင်ခဲ့ကြတယ်။ White Man Burden ဆိုတဲ့အယူဆကိုလည်းဖန်တီးခဲ့ကြတယ်။ White Man Burden ဆိုတာလူဖြူတွေရဲ့ဝန်ထုတ်ဝန်ပိုးလို့အဓိပ္ပာယ်ရပါတယ်။လူဖြူတွေကလူမဲတွေထပ်ပို့ပြီးတက်ကြွတယ်ပို့ပြီးယဉ်ကျေးတယ်။ဒါကြောင့်လူမဲတွေကိုအုပ်ချုပ်ဖို့လမ်းညွှန်ဖို့တာဝန်ရှိတယ်လို့ပြောဆိုခဲ့ကြတယ်။ဒါဟာလူမျိုးရေးခွဲခြားမှုကိုအခြေခံတဲ့အယူဆတစ်ခုပါ။အာဖရိကသားတွေကိုနှိမ်ချပြီးကိုယ့်ကိုယ်ကိုတာလွန်တယ်လို့ထင်အောင်လုပ်ခဲ့ကြတယ်။ကိုလိုနီနယ်ချက်သမားတွေဟာအာဖရိကကိုအုပ်ချုပ်ဖို့အတွက် Divide and Rule ဆိုတဲ့တွဲခွဲအုပ်ချုပ်ရေးနည်းဗျူဟာကိုကြည်ကြဲပြန့်ပြန့်အသုံးပြုခဲ့ကြတယ်။အာဖရိကလူမျိုးတွေကြားမှာရှိပြီးသားလူမျိုးစုကွဲပြားမှုတွေဘာသာရေးကွဲပြားမှုတွေကိုပိုပြီးကြီးထွားလာအောင်လှုံ့ဆော်ခဲ့တယ်။လူမျိုးစုတစ်ခုနဲ့တစ်ခုမယုံကြည်အောင်အချင်းချင်းရန်တိုက်ပေးပြီးသူတို့ရဲ့အာဏာတည်မြဲအောင်လှုံ့ဆော်ခဲ့တယ်။ဥပမာအားဖြင့်ရဝမ်ဒါနိုင်ငံမှာဟူတူနဲ့တူစီလူမျိုးနယ်စုနှစ်ခုရှိတယ်။ကိုလိုနီခေတ်မှာဘယ်လ်ဂျီယံဆိုရကလူနည်းစုဖြစ်တဲ့တူစီတွေကိုပိုပြီးမျက်နှာသာပေးခဲ့တယ်။အုပ်ချုပ်ရေးမှာတူစီတွေကိုပဲခန့်အပ်ပြီးဟူတူတွေကိုဖိနှိပ်ခဲ့တယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ဒီသွေးခွဲမှုတွေကြောင့်လူမျိုးတုံးတပ်ဖြတ်မှုတွေဖြစ်ပွားခဲ့ရတယ်။ဒါဟာကိုလိုနီခေတ်ရဲ့အမွေဆိုးတစ်ခုပါပဲ။နိုင်ဂျီးရီးယားနိုင်ငံမှာလည်းလူမျိုးစုပေါင်းများစွာရှိတယ်။အဓိကလူမျိုးစုကြီး၃ခုကဟော့ဆာ၊ယိုရူပါ၊အစ္စကိုတို့ဖြစ်တယ်။အင်္ဂလိပ်ကိုလိုနီဆိုရကဒီလူမျိုးစုတွေကိုသွေးခဲ့ပြီးအုပ်ချုပ်ခဲ့တယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာနိုင်ဂျီးရီးယားလူမျိုးစုပြိပခါတွေပြည်တွင်းစစ်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ကိုလိုနီနယ်ချက်သမားတွေဟာအာဖရိကရဲ့တယံဇာတတွေကိုအလကားလိုရယူဖို့အတွက်ကျွမ်းပြုခိုင်းစေခြင်းစနစ်ကိုအသုံးပြုခဲ့ကြတယ်။အာဖရိကသားတွေကိုသူတို့ရဲ့လေယာမြေတွေကနေမောင်းထုတ်ပြီးကိုလိုနီဆိုရပိုင်လေယာတွေတတုတွင်းတွေမှာအတင်းအဓမ္မခိုင်းစေခဲ့တယ်။လောကအနေငယ်သာပေးခဲ့တယ်။တချို့နေရာတွေမှာလုံးဝမပေးပဲကျုံလို့ဆက်ဆံခဲ့ကြတယ်။ကွန်ဂိုလွတ်လပ်သောပြည်နယ်ယခုကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာဘယ်လ်ဂျီယံဘီယင်ဒုတိယလီယိုပိုးရဲ့အုပ်ချုပ်မှုအောက်မှာအဆိုးရွားဆုံးကျွမ်းပြုခိုင်းစေမှုတွေဖြစ်ပွားခဲ့တယ်။ရာဘာထုတ်လုပ်ဖို့အတွက်ကွန်ဂိုလူမျိုးတွေကိုရဲရဲဆက်ဆက်နှိပ်စက်ညှဉ်းပန်းခဲ့တယ်။အလုံးမလုံးရင်လက်ဖြတ်တာခြေထောက်ဖြတ်တာစတဲ့လူမဆန်းတဲ့ပြစ်ဒဏ်တွေပေးခဲ့တယ်။ခမန်းကြီးအဖြစ်လူပေါင်း10တန်းလောက်တိတ်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာကိုလိုနီခေတ်ရဲ့အမောင်မိုင်ဆုံးအပိုင်းတစ်ပိုင်းပါပဲ။
ရှေ့အာဖရိကမှာလည်းဂျာမန်နဲ့အင်္ဂလိပ်ကိုလိုနီအစိုးရတွေကအာဖရိကသားတွေကိုမဖြစ်မနေလောအားပေးခိုင်းစေခဲ့တယ်။ဂျာလန်ဖောက်လို့ဖို့လမ်းတွေဖောက်လို့ဖို့လေယာစိုက်ပျိုးဖို့အတွက်လူတွေကိုအတင်းအဓမ္မခိုင်းစေခဲ့တယ်။လူကျန်းတွေကြောင့်လူတွေအများပြားတိတ်ဆုံးခဲ့ရတယ်။ကိုလိုနီနယ်ချက်သမားတွေဟာအာဖရိကတိုက်ကြီးရဲ့တယံဇာတတွေကိုအဓိကထားဆုပ်ယူခဲ့ကြတယ်။ရွှေစိန်ကျေးနီကိုဘော့ရေနံတစ်ရာဘာစတဲ့တန်ဖိုးရှိတဲ့တယံဇာတတွေကိုသူတို့နိုင်ငံတွေစီတည်ယူသွားခဲ့တယ်။အာဖရိကအတွက်ဘာမှပြန်မပေးခဲ့ဘူး။တယံဇာတတွေကိုတူဖို့ထုတ်ယူတဲ့လုပ်ငန်းတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးခဲ့ရတယ်။တက်တော်တွေပြုံးတိခဲ့ရတယ်။မြစ်တွေရေမြေတွေညှဉ်းညမ်းခဲ့ရတယ်။တောင်အာဖရိကမှာရွှေနဲ့စိန်တွေအများပြားထွက်တယ်။ဗြိတိရှကိုလိုနီဆိုရကဒီတယံဇာတတွေကိုအဓိကဆုပ်ယူခဲ့တယ်။ရွှေတွင်းစိန်တွင်းလုပ်ငန်းတွေဟာဥရောပသားတွေရဲ့လက်ထဲမှာပဲရှိတယ်။အာဖရိကသားတွေကအလုပ်သမားအဆင့်မှာပဲလုပ်ကိုင်ခွင့်ရခဲ့တယ်။ချမ်းသာကြွယ်ဝမှုတွေကဥရောပကိုပဲစီးဆင်းသွားခဲ့တယ်။နိုင်ဂျာဒေတာဒေသမှာရေနံများပြားထွက်တဲ့ရေနံကုမ္ပဏီကြီးတွေကဒီဒေသမှာရေနံတူဖော်ပြီးအမြတ်ဆုံးတွေအများကြီးရရှိခဲ့တယ်။ဒါပေမဲ့ဒေသခံတွေကတော့ဆင်းရဲမွဲတေမှုနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုခံစားခဲ့ရတယ်။ရေနံရုပ်ပိတ်မှုတွေကြောင့်မြစ်တွေစမ်းချောင်းတွေညဉ့်ညမ်းပြီးငါးဖမ်းလုပ်ငန်းတွေပျက်စီးခဲ့ရတယ်။ကိုလိုနီနယ်ချက်သမားတွေကအာဖရိကရိုးရာယဉ်ကျေးမှုတွေကိုတမင်တကာဖျက်ဆီးခဲ့တယ်။အာဖရိကဘာသာစကားတွေကိုအသုံးမပြုဖို့တားမြစ်ခဲ့တယ်။ဥရောပဘာသာစကားတွေကိုသာသင်ကြားစေခဲ့တယ်။အာဖရိကရိုးရာဘာသာရေးတွေကိုတိုက်ခိုက်ခဲ့တယ်။ခရစ်ယာန်ဘာသာကိုပြန်ပွားအောင်လုပ်ဆောင်ခဲ့တယ်။အာဖရိကအမှုပညာလက်ရာတွေရှေးဟောင်းပစ္စည်းတွေကိုခိုးယူပြီးဥရောပပြတိုက်တွေမှာပြသထားတယ်။ဥပမာအားဖြင့်ဘီနင်ကျေးပိတ်တာတွေဟာယခင်ဘီနင်နိုင်ငံယခုနိုင်ဂျီးရီးယားကရှေးဟောင်းအမှုပညာလက်ရာတွေပါ1898ခုနှစ်မှာဗြိတိရှစစ်တပ်ကဘီနင်မြို့တော်ကိုသိမ်းပိုက်ပြီးဒီကျေးပိတ်တာတွေကိုလူယူသွားခဲ့တယ်။အခုချိန်ထိဥရောပပြတိုက်တွေမှာပြသထားဆဲဖြစ်ပြီးပြန်ပေးဖို့အာဖရိကနိုင်ငံတွေကတောင်းဆိုနေသေးပါ။အာဖရိကသားတွေရဲ့နာမည်တွေကိုဥရောပနာမည်တွေနဲ့ပြောင်းခိုင်းခဲ့တယ်။အာဖရိကရိုးရာဝတ်စားဆင်ရင်မှုတွေကိုရှက်စရာကောင်းတယ်လို့သတ်မှတ်ပြီးဥရောပဝတ်စုံတွေကိုဝတ်ဆင်ခိုင်းခဲ့တယ်။အာဖရိကရိုးရာတေဂီတာအကခုံတွေကိုပိတ်ပင်ခဲ့တယ်။ရိုးရာပွဲတော်တွေကိုမကျင်းပဖို့တားမြစ်ခဲ့တယ်။အာဖရိကယဉ်ကျေးမှုကိုနှီးမျိုးစုံနဲ့ဖျက်ဆီးခဲ့ကြတယ်။ကိုလိုနီနယ်ချက်မှုကိုအာဖရိကသားတွေကလက်ပိုက်ကြည့်နေခဲ့တာမဟုတ်ပါဘူး။အစောပိုင်းကာလတွေကတည်းကအာဖရိကကောင်းဆောင်တွေပြည်သူတွေဟာကိုလိုနီနယ်ချက်မှုကိုနှီးမျိုးစုံနဲ့ခုခံတော်လှန်ခဲ့ကြတယ်။လက်နက်ကင်တော်လှန်မှုတွေနိုင်ငံရေးလှုပ်ရှားမှုတွေယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာခုခံမှုတွေစတဲ့နည်းလမ်းပေါင်းစုံနဲ့တော်လှန်ခဲ့ကြတယ်။အီသီယိုးပီးယားနိုင်ငံဟာကိုလိုနီနယ်ချက်မှုကိုအောင်မြင်စွာခုခံနိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံမှာ1896ခုနှစ်မှာအီတလီကိုလိုနီနယ်ချက်တပ်တွေကိုအတော်တိုက်ပွဲမှာအီသီယိုးပီးယားဘုရင်ဒုတိယမီနီလစ်ကအနိုင်တိုက်ခဲ့တယ်။အီသီယိုးပီးယားဟာကိုလိုနီနယ်ချက်ချင်းမခံရတဲ့အာဖရိကနိုင်ငံအဖြစ်ဂုဏ်ယူစွာရပ်တည်နိုင်ခဲ့တယ်။အယ်ဂျီးရီးယားနိုင်ငံဟာပြင်သစ်ကိုလိုနီအုပ်ချုပ်မှုကိုနှစ်ပေါင်း130ကျော်ခံခဲ့ရတယ်။အယ်ဂျီးရီးယားလွတ်လပ်ရေးတိုက်ပွဲဟာအလွန်ပြင်းထန်ပြီးကြာရှည်ခဲ့တယ်။1954ခုနှစ်ကနေ1962ခုနှစ်အထိအယ်ဂျီးရီးယားပြည်သူတွေကလွတ်လပ်ရေးအတွက်သွေးကြွေးများစွာပေးဆက်ခဲ့ရတယ်။နောက်ဆုံးမှာတော့အယ်ဂျီးရီးယားဟာလွတ်လပ်ရေးရရှိခဲ့တယ်။20ရာစုနှစ်အလယ်ပိုင်းမှာအာဖရိကနိုင်ငံအများစုဟာလွတ်လပ်ရေးရရှိခဲ့ကြတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာကိုလိုနီနိုင်ငံတွေအားနည်းလာတယ်။အာဖရိကမှာလွတ်လပ်ရေးလှုပ်ရှားမှုတွေပုံမအားကောင်းလာတယ်။နိုင်ငံတကာဖိအားတွေကြောင့်ဥရောပနိုင်ငံတွေကကိုလိုနီတွေကိုလွှတ်ပေးခဲ့ရတယ်။ဒါပေမဲ့လွတ်လပ်ရေးရပြီးပေမဲ့ကိုလိုနီခေတ်ရဲ့အမွေဆိုးတွေကတော့အာဖရိကမှာကျန်ရှိနေသေးပါ။ကိုလိုနီခေတ်ဟာအာဖရိကတိုက်ကြီးအတွက်နှဆိုင်တဲ့တန်ရာအမာရွတ်တွေကိုခြံထားခဲ့တဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေလူမျိုးစုပဋိပက္ခတွေဆင်းရဲမွဲတေမှုတွေအာဏာရှင်စနစ်တွေစီးပွားရေးနောက်ကျကျမှုတွေဟာကိုလိုနီခေတ်ရဲ့အမွေဆိုးတွေပါပဲ။နယ်နိမိတ်တွေကိုစိတ်ထင်တိုင်းသတ်မှတ်ခဲ့တဲ့အတွက်နိုင်ငံတွေကြားမှာနယ်မြေပြဿနာတွေနယ်စပ်ပြဿနာတွေမကြာခဏဖြစ်ပွားနေသေးပါ။စီးပွားရေးအရလည်းအာဖရိကနိုင်ငံတွေဟာတယံဇာတတွေကိုသာထုတ်လုပ်တဲ့နိုင်ငံတွေအဖြစ်ကျန်ရှိနေသေးပါ။ကုန်ချောထုတ်လုပ်တဲ့စက်မှုလုပ်ငန်းတွေမဖွံ့ဖြိုးသေးပါဘူး။တယံဇာတတွေကိုနိုင်ငံခြားကုမ္ပဏီကြီးတွေကပဲထိန်းချုပ်ထားဆဲပါ။စီးပွားရေးအရမိခိုမှုကကိုလိုနီခေတ်ကနေယနေ့အထိဆက်လက်တည်ရှိနေသေးပါ။ခေတ်သစ်ကိုလိုနီလို့ခေါ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ယဉ်ကျေးမှုအရလည်းကိုလိုနီခေတ်ရဲ့အမွေဆိုးတွေကျန်ရှိနေသေးပါ။အာဖရိကဘာသာစကားတွေရိုးရာယဉ်ကျေးမှုတွေဟာဥရောပယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုအောက်မှာတဖြည်းဖြည်းမင်းမင်ပျောက်ကွယ်လာနေပါတယ်။လူငယ်တွေဟာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကိုတံပိုးမထားတော့ဘဲဥရောပယဉ်ကျေးမှုကိုပိုပြီးစိတ်ဝင်စားလာကြတယ်။ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှာစိုးရင်စရာပါ။ကဲပရိသတ်ကြီးတို့ရေဒီနေ့ကျွန်တော်တို့ဟာအာဖရိကတိုက်ကြီးရဲ့ကိုလိုနီခေတ်သမိုင်းကြောင်းကိုမိမောင်းထိုးပြီးဆွေးနွေးခဲ့ကြပါတယ်။ဒါဟာနာကျင်စရာကောင်းတဲ့သမိုင်းတစ်ခုပါ။ဒါပေမဲ့ဒီသမိုင်းကိုသိရှိနားလည်ခြင်းအပြင်ကျွန်တော်တို့ဟာအမားတွေကနေသင်ခန်းစာယူနိုင်မယ်။ပုံမကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ်။အာဖရိကနဲ့ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသာယာဝပြောဖို့အတွက်ကျွန်တော်တို့အားလုံးမှာတောင်းဝန်ရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။